အဲ့တော့ဒီလိုချက်လက်ထားပြီးတော့မှဆုံးဖြတ်တော့မှဒီဟာတွေအားလုံးကဘယ်လိုဖြစ်လို့ဒီဝနီးစရာဆုံးဖြတ်ချက်ကဘယ်လိုလို့ဓမ္မဖြစ်နိုင်မှာတော့အဲ့တော့အဲ့တော့အရမဝနီးရလို့ခေါ်တယ်နော်အရမဝနီးရအရမဝနီးစရာအရမဝနီးစရာဖြစ်သွားပြီအရမဝနီးစရာဖြစ်သွားပြီအရမဝနီးရလည်းဖြစ်သွားပြီဒီဟာတွေကိုနှစ်ဖက်သက်တွေကိုခေါ်မစစ်ဆေးပဲနဲ့ဒီကိုလိုရာကိုဆွဲပြီးတော့အမိန့်ချလိုက်တယ်ဆိုတဲ့ကဟုတ်လားမဟုတ်လားဆိုတာဒါအများကြီးသိတာလုံးဝကြီးတယ်အဲ့လာတွေကိုတို့ကဒီဝီတို့ဆရာတော်ဘုရားကြီးတွေကိုလည်းဒါဦးတို့ကဟိုစော်ကားနေခြင်းမဟုတ်ဘူးနော်ဒါတွေအားလုံးကိုအများပြည်သူတွေနောင်လာနောင်သားတွေအားလုံးဟာဒီလိုမျိုးတွေအာရမဝနီယနဲ့အာရမဝနီဆရာတွေဆုံးဖြတ်ခွင့်နစ်နာသွားပြီဆိုရင်ဒါတွေကရှင်းပြရမှာအဲ့တော့ဦးတို့ဘာလို့ရှင်းပြလဲဆိုရင်ဦးတို့ရှင်းပြတဲ့ဟာတွေအားလုံးကိုအရေးမယူလို့ဦးတို့ကတင်ပြတယ်လေဘာလို့မတင်ပြမှာတင်ပြတယ်တင်ပြတဲ့ဟာလေအားလုံးကိုခုနထိန်ချန်ဖြောက်ဖြက်ပြီးတော့သူတို့အမှုတွေကိုရက်ွယ်ပြုပြီးတော့ရအောင်စောရဏတင်တယ်စောရဏတင်ခွင့်မရှိတဲ့ဟာယူရအောင်စောရဏတင်တဲ့ကဒါကြီးကဟိုတဦးတယောက်တည်းလောက်ကြံဖန်စောရကပုဂ္ဂိုလ်6ဦးပါလောက်ကြံဖန်ပြီးတာမဟုတ်ပဲနဲ့ဒီစာစစ်ဌာနရောမာနဥက္ကဋ္ဌဆရာတော်ကြီးကကိုယ်တိုင်ဥဆောင်ပါဝင်နေမှာတော့အောင်မြိုင်စောရကပုဂ္ဂိုလ်6ယောက်အောင်မြိုင်ပါမာနဥက္ကဋ္ဌဆရာတော်ကြီးတို့ရဲ့နှစ်ခုပူးပေါင်းပြီးလောက်ကြံဖန်ပြီးမှာတော့ဒီသာသနာမပြတ်ဖဲနဲ့နေတော့မလားကျန်တဲ့ဝနီဆရာအဖွဲ့တွေအားလုံးကလည်းဝနီတို့ဆရာတော်ကြီးတွေကလည်းသူတို့ရဲ့လောက်ကြံဖန်ပြီးပေါ်မှာအောက်ကလည်းနော်လိုင်းပေါ်တက်ပြီးတော့ဝါရဖြတ်နေမာနဥက္ကဋ္ဌဆိုတော့ကြီးကလည်းအမိန်ပေးတယ်ဆိုတော့ကျန်တဲ့ဒီကပိုင်းဝနီဆရာကမှန်မှန်ကန်ကန်ဒီတရားဥပဒေနဲ့ညီဘယ်လိုလုပ်သွားပြီးတော့ဝနီတပတ်ကလုံထုတ်လို့နေဥပဒေနဲ့ညီတော့မှာတော့အဲ့တော့စောရကစုပိကတို့ဒီလေတဲ့တခြားတစ်ဖက်အမှုတဲ့နဲ့နှစ်ဖက်တက်တွေတို့ကိုတဲ့စစ်ဆေးနေစဉ်တဲ့နားထောင်ခွင့်ရေးမှတ်ခွင့်ရကြသည်တဲ့နော်နားထောင်ခွင့်လည်းရှိတယ်ရေးမှတ်ခွင့်လည်းရတယ်နော်အဲ့တော့အတန်ဖိုင်းခွင့်လည်းရှိရမှာအဲ့တော့မိမိတို့တဲ့အချင်းချင်းနားလေအောင်နဲ့နှစ်ဖက်တက်တွေများအား၎င်းနဲ့မှုကင်းနဲ့သက်ဆိုင်သောမိကုံများကိုတဲ့တဘာပတိဆရာတော်ကြီးမှတဆင့်တင်ပြမင်းမြန်ခွင့်ရှိကြသည်တဲ့တခုမှဦးလုံးမှာအဲ့ရဲ့အခွင့်အရေးမရခဲ့ဘူးစောရကသုတိကတွေရဲ့အခွင့်အရေးတခုမှမရဘူးအဲ့ဒီလိုမျိုးလဲဝဏိတမကန်လုံထုတ်လုံဒီဥပဒေနဲ့လဲလောက်တာမဟုတ်ဖဲနဲ့စပြီးတော့လုံထဲရလေဦးတို့ဒီဟိုပုံစံ9နဲ့ခေါ်တာ35ပုံစံ9နဲ့ခေါ်ပြီးတော့ဦးတို့ကိုနှစ်ဖက်တက်တွေခေါ်ယူစစ်ဆေးမယ်ဆိုပြီးတော့ဦးတို့ကိုပင်းလျှောက်စာခေါ်ပြီးတော့အဲ့ဒါကိုတက်တဲ့စစ်ဆေးတဲ့ပင်းလျှောက်စာခေါ်ပြီးတော့အမိန့်ကိုတခါလဲဆုံးဖြတ်လိုက်ပြီဆိုတဲ့ကအဲ့တော့ဘလောက်ထိလုံကြံဖန်တီးပြီးတော့လိန်လေကြလဲဆိုတာကိုဝဏိတမကန်လုံလို့လုံဒီဥပဒေတွေကိုလုံချင်တိုင်းလုံပြီးတော့ဘလောက်ထိလိန်လဲဆိုတာဦးတို့ပြောတဲ့လူတော်ရှက်တယ်လုံတဲ့လူတော်မသိဘူးကဘာအဲ့ဒါဗုဒ္ဓဘာသာသာသနာမှာအဲ့ဒီလိုမျိုးသာသနာပြည့်နေတာကဘာဝဏိဆရာကအဲ့လိုလုံကြံဖန်တီးမှာတော့ဒီမတရားလုပ်တဲ့လူတွေကိုနစ်နာနေတာတွေကိုတရားဥပဒေနဲ့အညီဝဏိတမကန်လုံထုံးလုံနည်းနဲ့အညီနှစ်ဖက်ကိုအစဉ်ပြေအောင်ညှိနှိုင်းပြီးတော့မနစ်နာအောင်လုပ်ပေးရမှာကဘာဝဏိဆရာလေအဲ့တော့ကဘာဝဏိဆရာရဲ့ကလည်းဒီလိုလုပ်ထားတယ်မာနဥက္ကဋ္ဌဆရာတော်ကြီးရဲ့ဒီသာသနာဥဆောင်ကြီးကလည်းဒီလိုလုပ်ထားမှာတော့ဦးတို့ရဲ့ဒီအညာတရပေါ့နိဒါတောထွက်ယဟန်တစ်ပါးအနေနဲ့ဦးတို့ကလည်းဒီဟိုတန်ငါရဲ့ပရိယေမကြွယ်ဝဘူးဒါပေမဲ့ဦးတို့ကဒီသစ္စာတရားတွေသိထားတဲ့အတွက်ဒီအမှန်တရားအတွက်ဦးတို့ကရင်ဆိုင်နေတော့တာဦးရင်းခုပြောနေတဲ့တပည့်တော်ပြောနေတဲ့အရာတွေအားလုံးဦးရင်းခုပြောနေတဲ့အရာတွေအားလုံးဟာလည်းတဘာတဲ့အရိယမန်တိုင်းတဘာတဲ့အတွက်ပြောတာမဟုတ်ဘူးဘာသာသာသနာတရက်လုံးတူတယောက်တည်းနင့်နာနေမှာမဟုတ်ဘူးမြန်မာပြည်တစ်ပြည်လုံးနဲ့နာနေတာမြန်မာပြည်တစ်ပြည်လုံးနဲ့နာနေမဟုတ်တကဘာလုံးနဲ့နာဘာသာသာနာတရလုံးနဲ့နာနေအခုကလိန်ထားတာအာရမလုတ်တဲ့လူတွေကိုကြတော့ဖုံးဖွဲ့ပြီးတော့ချက်လက်ထားတယ်အာရမလုတ်တဲ့လူတွေအမှုကိုအေးမယူတဲ့အပြင်ကိုအာရမလုတ်တဲ့ဒီမမကန်တက်တွေတွေကိုလုတ်ကြံဖန်တီးတာကိုသိရှိနားလေသားနဲ့အလားတို့အမှုတွေကိုလုတ်ကြံဖန်တီးတဲ့ဟာတွေကိုမျက်ွယ်ပြုပြီးတော့အမှုကိုပါလက်ပြီးတော့မျက်ွယ်ပြုထားတယ်အဲ့တော့ဒီနစ်နာနေတဲ့သူတွေအားလုံးကိုကြတော့မညာမတာလုတ်ကြံဖန်တီးပြီးတော့ဥပဒေနဲ့ညီဆွဲထားတယ်ဥပဒေနဲ့ညီပါတယ်ဆိုပြီးတော့ဝဏိတပကံလုံထုံးလုံနည်းကိုကာကွယ်တဲ့ဥပဒေအရတရားစွဲပါတယ်ဆိုပြီးတော့လုံချက်ဖန်တီးမှာတော့ဒီလိုအာရမလုပ်တဲ့လူတွေကိုဦးဇင်းကဘယ်လိုလုပ်ရင်ဆိုင်ပြီးတော့ရှင်းမိုင်လဲတရားဥပဒေနဲ့ညီဦးဇင်းကရှင်းမှာဒီအာရမလုပ်တဲ့လူတွေနဲ့တော့ဦးဇင်းရှင်းမယ်ဆိုရင်တော့ဒီအမှန်တရားဘယ်တော့မှပေါ်လာမှာမဟုတ်ဘူးအဲကြောင့်မို့ဦးဇင်းကဒီဘာသာသာသနာအတွက်နောင်ဒီတန်ဃာတွေအားလုံးကအများကြီးပါဦးဇင်းပြောပြကြကြံသေးတယ်အများကြီးပဲနော်စောရဏတိန်နဲ့ပြောပြသွားမယ့်ဟာတွေအများကြီးအဲ့တော့တခြားတစ်ဖက်မှာတဲ့တင်ပြသောတသက်ပစ္စည်းများဟိုတဲ့တန်ခါဝဏိဆရာအဖွဲ့ရှေ့မောက်၌ကျူးရှုခွင့်ရှိကြသည်တဲ့အရင်သက်တွေများပစ္စည်းများနှင့်စစ်ဆေးခံထွက်ဆိုချက်များကိုတဲ့မိတ္တူကူးယူခွင့်ရှိကြသည်တဲ့နောက်ဆုံးစောရဏလွာတဲ့သောရဏလွာတို့ကိုလည်းတင်သွင်းခွင့်ရှိကြသည်တဲ့တက်တေကံစာချုပ်စာတမ်းမူရင်းများကိုတဲ့စာဖြစ်၎င်းစာဖြစ်နေတဲ့တောင်းယူခွင့်ရှိကြသည်တဲ့
ဒါဝင်းကြီးဆရာရဲ့အဖွဲ့တဘာပတိဆရာတို့ဒီတဲ့အမှုစတင်စစ်ဆေးခြင်းမပြုမီတဲ့လောက်ရမယ့်ဟာတွေအများကြီးပဲနော်အမှုဒါဝင်းကြီးဆရာရဲ့အဖွဲ့တဘာပတိဆရာတို့ဒီတဲ့အမှုစတင်တဲ့စစ်ဆေးခြင်းမပြုမီလောက်ရမယ်ဝင်းကြီးဓမ္မကန်ဒါဟိုပေါ့တိချဝင်းကြီးတို့အဖွဲ့ရဲ့တဘာပတိဆရာတို့ကြီးတွေလောက်ရမယ်အလောက်ကဒီမှာရေးကြည့်တဲ့ချက်ပါလာပြီဘာလဲလို့မျိုးကာကြီးတဲ့လုံထုံးလုံနီးနော်ဝင်းကြီးဆရာရဲ့လုံထုံးလုံနီးတဲ့လုံထုံးလုံနီးများအပိုက်35အပါတဲ့စောရကသုရိကတို့ဤတဲ့အခွင့်အရေးများကိုတဲ့အမှုတွေတို့အားရှင်းလင်းပြောကြရမည်တဲ့ဦးဇင်းတို့ကိုအပိုက်35နော်ပုံစံ5နဲ့ခေါ်တာအပိုက်35ပုံစံ5အပိုက်35ရဆိုရဦးဇင်းတို့ခေါ်ယူစစ်ဆေးတာအဲ့တော့သုရိကတို့ဤတဲ့အခွင့်အရေးများကိုတဲ့အမှုတွေတို့အားတဲ့ရှင်းလင်းစွာပြောကြရမည်တဲ့တခုမှမရှင်းလင်းဘူးပြောလည်းမပြောပြဘူးနော်အဲ့တော့ဒီဟာတွေကိုပြောပြမယ်နောက်ကြတော့လူစောတကနဲ့သုရိတိကတက်တိများတို့ကိုလည်းတဲ့မှုတော်ဝါဒတိခါဘုဒ္ဓကိုစောက်ထိန်စေရမည်တဲ့စစ်ဆေးရမည်တဲ့တခြားဘာသာဝင်တို့လည်းမိမိတို့ရဲ့ဘာသာအမှန်တရားထွက်ဆိုရမည်ဟူသောတဘာပရိယဝန်ခံကြပြီးစစ်ဆေးရမည်တဲ့အဲ့တော့ဒီ35အပိုက်35အခန်းနော်အခန်း5ဖြစ်နော်ဒါခေါ်ယူစစ်ဆေးရတဘာပရိယခေါ်ယူစစ်ဆေးရမှာဟာတွေကိုလည်းတခါမှခေါ်ယူစစ်ဆေးခြင်းမရှိဘူးရိုက်ရင်းနဲ့နော်ခဏထားပါတော့ခုနဧည့်သည်လာလို့အဲ့တော့ဒါတွေအားလုံးကိုခေါ်မစစ်ဆေးပဲနဲ့ဦးတို့ဝင်းကြီးတမကန်လုံထုံးလုံနီးဥပဒေတွေဆိုင်ရာပေါ့နော်အဲ့ဒါတွေတခုမှလည်းဦးတို့မှာအခွင့်အရေးဘာမှလည်းမရှိဘူးဦးတို့ကိုအပိုက်35ရပါနော်အခန်း5ဖြစ်တော့ခေါ်ယူစစ်ဆေးမယ်လို့ဦးတို့ကိုပင်းလျှောက်စာမှာခေါ်ပြီးတော့ပင်းလျှောက်စာမှာခေါ်ယူစစ်ဆေးမယ်အပိုက်35ရအခန်းနော်အခန်း5ဖြစ်ဦးတို့အရင်စောရကသုရိကတို့ကိုနှစ်ဖက်သက်တွေခေါ်ယူစစ်ဆေးမယ်ဆိုပြီးတော့မစစ်ဆေးဘဲနဲ့ဒီဟာကိုကြားနာစစ်ဆေးခွင့်မရှိဘဲနဲ့နှစ်ဖက်သက်တွေကိုမစစ်ဆေးဘဲနဲ့ဒါတွေကိုအမိန့်တရက်ကိုစာရိုက်ပြီးတော့ဒီတဘာပတိခုနပေါ့နော်ဝင်းကြီးတို့ဆရာတော်၅ပါးကဖက်ပြယုံနဲ့အဲ့ဒါကိုအာရမဝါဒဆိုတာကိုဒါကိုဘယ်သူတွေကလက်ခံလဲအဲ့ဝင်းကြီးတမကန်လုံထုံးလုံနီးနဲ့တခုမှမညီတဲ့ဟာကိုအာရမဝါဒလို့ဆုံးဖြတ်ထားတာဘယ်သူကအာရမဝါဒလဲဘယ်သူကအာရမဝင်းကြီးရလဲအဲ့တော့ဝင်းကြီးဆရာတော်ကြီးကနော်ဒါအကုန်လုံးဦးဇင်းတို့မှာဘယ်လိုပြောပြမလဲဆိုရင်ဒါကြီးကဟိုအကုန်လုံးဝိုင်းပြီးတော့လူတို့ပြောပုံမှန်လူတွေဆိုရင်တော့ဒါကြီးကတော့နော်ဟိုတန်ဃာတွေဆိုရင်တော့ဒီဟိုအောင်မြန်တို့ဟိုစောရကပုဂ္ဂိုလ်လို့အတန်ကြားတာနဲ့တချို့ကလည်းကြောက်နေတဲ့လူတွေရှိတယ်ကဘာကြီးဝင်းကြီးဆရာလို့ပြောတာနဲ့လည်းကြောက်နေလူရှိတယ်ဝင်းကြီးတို့၅ပါးလို့ပြောရင်လည်းကြောက်နေရတာမာနဥက္ကရဆရာတော်ကြီးလို့နာမည်ပြောလိုက်ရင်လည်းကြောက်နေရတာအဲ့တော့လူတွေအားလုံးကအကြောက်တရားကိုပဲအရင်တော့ကိုးကွယ်နေတော့နော်ကျန်တဲ့လူတွေကတော့ဘယ်လိုတွေဖြစ်လဲတော့မသိဘူးဒါဦးဇင်းတို့ကတော့ဒီအမှန်တရားကိုကိုးကွယ်တဲ့ပုံကိုယ်တွေဖြစ်တယ်နော်ဦးတို့ကဒီဘက်မှာအကြောက်တရားကိုကိုးကွယ်တဲ့ပုံကိုယ်မဟုတ်ဘူးအမှန်တရားကိုကိုးကွယ်တဲ့ပုံကိုယ်ဖြစ်တဲ့အတွက်ဒါတွေအားလုံးပုံကိုယ်တော်အနေနဲ့ every လိုက်စားပြီးတော့ပြောမှာမဟုတ်ဘူးနော်အဲ့တော့ရှင်မြတ်တို့ဟောလက်မှတ်ထိုးမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ဒါပြီးတော့ equity ရှင်မြတ်တို့လိုမျိုးအကြောက်တရားနဲ့တပည့်တော်ကရှင်သန်တာမဟုတ်ဘူးအမှန်တရားတဲ့ရှင်သန်တာဖြစ်တဲ့အတွက်တပည့်တော်က equity လိုက်စားပြီးတော့ရှင်မြတ်တို့ပြောသမျှတပည့်တော်လက်မှတ်ထိုးလို့မရဘူးဘာကြောင့်ထိုးလို့မရဘူးလဲလို့ပြောလို့ရှိရင်ကိုမဟုတ်တဲ့ဟာကြီးကိုတပည့်တော်ကဟိုလက်မှတ်ထိုးလို့မရဘူးဒါဟာလိန်တာပဲလေတစ်ချက်ကလိန်တာနောက်တစ်ချက်ကဘာဖြစ်လဲဆိုရင်ကိုယ့်ရဲ့တရားတွေကိုစော်ကားရရောက်မှာเนาะအဲ့တော့ဘာသာသာသနာတရားလုံးကိုစော်ကားမှာကိုယ့်ရဲ့တရားတော့မဟုတ်ဘူးဘာသာသာသနာတရားလုံးကိုစော်ကားမှာเนาะခုန American 8ပါးဒီပရိယတိတ်ခမဆိုတဲ့ဟာတွေကိုအားလုံးပေါ့เนาะဒေသနာစဉ်တွေအားလုံးဟာမှန်ပါတယ်ပြောပြီးတော့ပရိယတိတ်ခမတွေအားလုံးဟာမှန်ပါတယ်အရှိပိုင်းမှာသူတို့ကိုယ်တိုင်ဝဏိထုဆရာတော်ကြီးရဲ့ဆုံးဖြတ်ပြီးတော့မှနော်ဒီပရိယတိတ်ခမမှန်ပါတယ်ပြောဒီပရိပတ်တိတ်ခမမှာကျင့်စဉ်မှာမှားပါတယ်ဆိုပြီးတော့မဂ္ဂင်၈ပါးကမှန်တယ်လို့ဒေသနာစဉ်တော့မှန်တယ်ပြောပြီးတော့ပရိပတ်တိတ်ခမတဲ့ဟိုဝိသုဒ္ဓိ9ပါးကိုကျင့်စဉ်လို့ဟောတာတယ်မဂ္ဂင်၈ပါးကိုဒေသနာစဉ်လို့ပြန်ပြီးတော့ဝိသုဒ္ဓဆရာတော်ဘုရားကြီးကအဲ့ဒီလိုမျိုးဆုံးဖြတ်ပြီးတော့မှအဲ့လိုဆုံးဖြတ်ချက်တွေအားလုံးတော့ကျန်တဲ့41ချက်ကလည်းဦးဇင်းတို့ကဦးဇင်းတို့ပြောသလိုပေါ့ဘာမှလည်းဦးဇင်းတို့မသိနားမလဲဘာမှလည်းမရှင်းပြဘဲနဲ့ဦးဇင်းတို့အာရမဝါဒကိုလက်မှတ်ထိုးပေးပါလို့ပြောရအောင်အဲ့လောက်ထိလေဒီလိုတော့ဟိုရှင်များတို့တော့မိုင်မဲတဲ့ပုံကိုယ်တွေမဟုတ်ဘူးဗျာနော်အဲ့တော့ဒီတရားတွေအားလုံးနဲ့ဘာသာသာသနာတရားလုံးကိုလည်းပြီးတော့အသက်နဲ့ခန္ဓာနဲ့နော်ရှိနေတယ်များကာကွယ်သွားမှာအခုလေဒီအမှန်တရားတွေကိုဖော်ထုတ်သွားမှာအဲ့တော့ဒီအောင်မြိုင်ပေါ့နော်ဒီစောရကပုဂ္ဂိုလ်အောင်မြိုင်ရလဲ line ပေါ်တက်ပြီးတော့ဒီလိုလိန်တဲ့ဟာတွေကလည်းတော်တော်များတယ်ပေါ့နော်အဲ့တော့ဦးတို့ကဒီတစ်ခုမှကြံပြင်းပြင်းရှင်းနေရတပင်းဟာလေးလည်းလာအောင်မှာအဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီဘက်မှာအများကြီးပဲပေါ့နော်ဦးတို့သူတို့တင်ထားတဲ့လုံထုံးလုံနည်းတွေဒီ
အဲ့တော့ခုနနော်ပြောလက်စားအဲ့တော့ခုနဒီဟာတွေအားလုံးကိုဦးတို့ကလက်စားလို့မရဘူးဖြစ်နေတာပေါ့နော်အဲ့တော့လက်စားလို့မရတဲ့ဟာပေါ်မှာဒီဆန္ဒဂရိလိုက်ပြီးတော့အဂရိလိုက်စားပြီးတော့ဒီဘက်တို့ကဒီပေါ်မှာရှင်များတို့ရဲ့ဒီပေါ်မှာဒီဘက်တို့အကြောက်တရားနဲ့လက်မှတ်တာထိုးမိမယ်ဆိုရင်ဒီဘက်တို့ကဟိုသာသနာတရက်လုံးပေါ့နော်ခုနသူပြောလို့ပြိပတိတ်ခမဆိုတဲ့မဂ္ဂင်7ပါးအကျင့်တရားတွေအားလုံးဟာရှင်များတို့ပြောသလိုအာရမဝါဒအာရမဝါရီအာရမဝတ္ထုတာဖြစ်ခဲ့မယ်ဆိုရင်ဒီဘက်တို့ခုနနော်မင်းဝဆရာတော်ကြီးဟောတဲ့ဒီမဂ္ဂင်7ပါးတမာဒိဋ္ဌိကနေစရတယ်ဆိုတဲ့ဟာတွေတပည့်တော်ဟောခဲ့တဲ့ဒီတပ်ပိဓမ္မအနတ္တလို့ဟောခဲ့တဲ့တရားတွေအများကြီးပါနော်ယုံနဲ့အားလုံးမဂ္ဂင်3မဂ္ဂ3ဆိုတဲ့မဂ္ဂင်7ပါးဆိုတော့အဲ့တော့မဂ္ဂင်7ပါးနဲ့ဟောခဲ့တဲ့တရားတွေအားလုံးဟာအာရမဝါဒဖြစ်သွားမှာပေါ့နော်အဲ့တော့မြန်မာနိုင်ငံမှာရှိသမျှဟောတဲ့သစ္စာ၄ပါးမဂ္ဂင်7ပါးယုံနဲ့တရားတွေအားလုံးဟာအာရမဝတ္ထုဖြစ်သွားမယ်ဆိုရင်အကုန်ဖြတ်သိမ်းပေးရမှာလေအဲ့လာကိုဒီဟာတွေအားလုံးကလည်းလက်မှတ်ထိုးတယ်ဆိုတဲ့ဟာလည်းပြောပြမယ်နော်ဒီနှစ်ဖက်တန်ခါဝိနည်းစရာအဖွဲ့တဲ့စီနိုင်နော်စီဆက်ညှိနှိုင်းပေးချက်ကိုတဲ့သဘောတူညီချက်တဲ့ရရှိပါက၎င်းသဘောတူညီချက်ကိုတဲ့စောရကသုတိကတို့ကိုတဲ့လက်ခံလက်မှတ်နော်ဝန်ခံလက်မှတ်ရေးထိုးစီပြီး၎င်းသဘောတူညီချက်တို့ကိုပင်တဲ့ဝိနည်းစရာဆုံးဖြတ်ချက်ဖြစ်ဆုံးဖြတ်ချက်ချနိုင်ပါသည်တဲ့သူကစောရကသုတိကတို့ကိုရှင်မတို့ကပြည်လေအောင်ညှိနှိုင်းပြီးတော့အဲ့ဆုံးဖြတ်ချက်ကိုဒါနော်ဒါဟိုဝိနည်းစရာရဲ့ဆုံးဖြတ်ချက်လို့ခေါ်တာအဲ့လောက်ကိုတန်ခါဝိနည်းစရာအဖွဲ့ရှေ့မောက်တွင်နဲ့စီးဆက်ညှိနှိုင်းချက်ဒီတဲ့စောရကသုတိကတို့ကဝန်ခံလက်မှတ်ရေးထိုးပါတော့လဲပဲတဲ့ဝိနည်းစရာဆုံးဖြတ်ချက်မဟုတ်သဖြင့်ဝဏိဓမ္မကံထိကယုံမှုကင်းများဖြစ်ရှင်းဆုံးဖြတ်ချက်များကိုတဲ့ကာကွယ်စောင့်ရှောက်သည့်ဥပဒေအရအကျိုးသက်ရောက်မှုမရှိနိုင်သဖြင့်တန်ခါဝိနည်းစရာအဖွဲ့ဒီတဲ့မိမိတို့ရှေ့မောက်တွင်တဲ့စီးဆက်ညှိနှိုင်းရရှိသောနော်သဘောတူညီချက်ဝန်ခံကတိကိုတဲ့အကျိုးသက်ရောက်မှုရရှိစေရန်အတွက်တန်ခါဝိနည်းစရာအဖွဲ့စည်းဆောင်ရွက်တန်ခါဝိနည်းစရာအဖွဲ့စည်းဆောင်ရွက်ပေးရမည်တဲ့နော်ဝိနည်းစရာအဖွဲ့သည်ဝိနည်းစရာအဖွဲ့ရှေ့မောက်တွင်နဲ့စီးဆက်ညှိနှိုင်းရရှိသောသဘောတူဝန်ခံကတိပြုချက်ကိုတဲ့အခြေခံထား၍မိမိအဖွဲ့၏ရှေ့မောက်တွင်ထပ်မံ၍သဘောတူညီဝန်ခံကတိလက်မှတ်ရေးထိုးစီ၍၎င်းသဘောတူညီချက်ကိုတဲ့ဆုံးဖြတ်ချက်ချနိုင်ပါသည်တဲ့နော်ဝိနည်းစရာအဖွဲ့သည်စိစက်ညှိနှိုင်းသဘောတူညီချက်ကိုဝိနည်းစရာဆုံးဖြတ်ချက်ချရ၌ဖော်ပြလက်တတ်ပံအချက်ကိုတဲ့တတိပြုရမည်တဲ့စောရကသုရိကများဖြစ်ပါကစောရကသုရိများအားလုံးလက်မှတ်ရေးထိုးရမည်တဲ့အဲ့တော့တခြားဘက်မှာတဲ့တင်ပြထားသောတသက်များကိုဝိနည်းစရာအဖွဲ့ရှေ့မောက်၌ကြည့်ရှုခွင့်နော်အဲ့တော့ဒါတွေကိုဆုံးဖြတ်ခွင့်ပေးရမှာခဏလေးစောရကသုရိကများပဲနဲ့ဖြစ်စေကမူဥဆောင်သုရိကဥဆောင်စောရကဥဆောင်သုရိကတို့ဤတဲ့ဆောင်ရွက်ချက်ကိုတဲ့သဘောတူညီကြောင်းကျန်စောရကသုရိကတို့ကလက်မှတ်ရေးထိုးလွှဲအပ်ထားခြင်းဖြစ်ပါကဥဆောင်သုရိကတို့ဤတဲ့သဘောတူညီချက်ကိုတဲ့လက်ခံဆုံးဖြတ်နိုင်ပါသည်တဲ့အဲ့တော့ဦးတို့ကဝိနည်းစရာဆုံးဖြတ်ချက်ဆိုတာကဒီစောရကသုရိကတို့ရဲ့လက်မှတ်ပါမှအဲ့တော့ဝိနည်းစရာဆုံးဖြတ်ချက်မြောက်တာအခုလိုမျိုးအငင်းပွားမှုနဲ့အခုလိုထိကယုံဖြစ်ထပ်ပြီးတော့ရှင်များတို့ရဲ့ဒီပေါ့နော်ဒီဝိနည်းစရာနဲ့မဟာနာဥဇဏီမာတွေရဲ့ဒီလုတ်ချက်တွေအားလုံးဟာဒီဟိုပေါ့ဓမ္မအာရမအငင်းပွားမှုဖြစ်နေတဲ့ဟာဖြစ်တဲ့အတွက်ဒါဝိနည်းစရာဆုံးဖြတ်ချက်မမြောက်ဘူးဝိနည်းစရာဆုံးဖြတ်ချက်မမြောက်တဲ့ဟာဒီလေဒီဥတို့ဒီသာသနာရေးဝန်ကြီးနော်သာသနာရေးဝန်ကြီးဌာနကလည်းဒါတွေကိုကိုင်တွယ်ဆောင်ရွက်ပြီးတော့အမှုဖွင့်တယ်ဆိုတာကလည်းလုံးဝအမှုမမြောက်ဘူးအဲ့ဒါတွေကိုကျန်တဲ့ဓမ္မမိတ်ဆွေယောဂီဦးတို့ရဲ့တာဝကတွေအားလုံးဟာလည်းနားလဲရမယ်ဒါတွေဟာဒီနှစ်ဖက်သက်တွေကြေလေနော်ပြေလေကြောင့်ပထမ3ချိန်လောက်3ချိန်တိုင်ညှိနှိုင်းစီးဆက်ပြီးတော့မှဒါတွေနှစ်ဖက်သက်တွေခေါ်ယူစစ်ဆေးရမယ်စောရကသုရိကတွေဟာလည်းစစ်ဆေးရမယ်အဲ့ဒီလိုဒါဘုနိဓမ္မကံလုံထုံးလုံနေဥပဒေနဲ့အညီဆောင်ရွက်မယ်ဆိုရင်ဦးနဲ့ဒီဘက်မှာဓမ္မအာရမဆိုတဲ့နော်ဟာကဝိနည်းစရာဆိုတာဆုံးဖြတ်ချက်တင်လို့မရဘူးအာရမလို့လည်းဆုံးဖြတ်လို့မရဘူးဘာလို့ဆိုတော့ဟိုဘက်ကလောက်တာအာရမလို့ဆုံးဖြတ်မယ်ဆိုရင်စောရကပုဂ္ဂိုလ်တွေရဲ့ဟာအာရမဝိနည်းရပဲဖြစ်တယ်အာရမဝိနည်းစရာပဲဖြစ်တယ်အဲ့တော့ဦးဇင်းကပြောနေတဲ့စကားလုံးတွေတော့နည်းနည်းတော့ထပ်မယ်ပေါ့နော်အဲ့လိုရှင်းပြမှလည်းနားလဲမှာဖြစ်တော့အဲ့တော့ဦးတို့ဒီလိုဒီစောရကပုဂ္ဂိုလ်အောင်မြင်ရလိုင်းပေါ်တက်ပြီးတော့အဲ့ဒါတွေကို तू က
နော်အခုထိကိုသူကထပ်ပြီးတော့မသိနားမလဲတဲ့လူတွေကိုထပ်ပြီးတော့လိန်တဲ့ခါကျတော့ဦးတို့ကဒါတွေကိုရှင်းပြနေရတာပေါ့နော်အဲ့တော့ဦးတို့လုံနေတဲ့ဟာတွေအားလုံးဟာသူတင်ပြတဲ့ဟာတွေအားလုံးဟာတကယ်တစ်ခုမှမညီဘူးအဲ့တော့ဒီစောရကပုဂ္ဂိုလ်ကျင်းဝတ်တစ်ခုမှလည်းမညီဘူးဝဏိဆရာရဲ့လုံထုံးလုံနည်းဥပဒေနဲ့လည်းတစ်ခုမှမညီဘူးအဲ့တော့ဒီဝဏိထိုဆရာတော်ကြီးနော်ဝဏိထိုဆရာတော်ကြီးတွေကလည်းဒီဝဏိဆရာဆုံးဖြတ်ချက်တွေအားလုံးမှလည်းတော်တော်လေးပေါ့နော်လွယ်မှားမှုတွေနဲ့လွယ်မှားမှုတွေကတော့အများကြီးပါပဲငကိုတွေကဒါဟိုဦးတို့ကိုတစ်ဖက်သက်တွေခေါ်ယူပြီးတော့ကြားနာမစစ်ဆေးပဲနဲ့ဒီလိုတွေကိုတစ်ဖက်သက်ဒီစာအုပ်ရိုက်ထားပြီးသားအမိန့်ဆုံးဖြတ်ချက်ချထားပြီးသားစာအုပ်ရိုက်ထားပြီးသားဟာကိုနော်ဒီနှစ်ဖက်ကသက်တွေကိုမစစ်ဆေးပဲနဲ့ဟိုစာအုပ်ဖတ်ပြတဲ့ဟာကိုအမိန့်တရက်အနေနဲ့ဖတ်ပြပြီးတော့ဒီစုရိကစောရကတွေရဲ့ဟာတွေကိုမစစ်ဆေးပဲနဲ့ဆုံးဖြတ်မှတော့လဲလွဲပြီပေါ့နော်အဲ့တော့မလိတ်တစ်ပတ်နဲ့ခေါ်တာကဒီအပိုက်35အခန်း9ရဆိုပြီးတော့ဒီလိုခေါ်တဲ့ဟာကလည်းလွယ်အဲ့ဒါတွေအားလုံးကလည်းလိန်လည်ပြီးတော့အမှုစင်တာကြီးကအရန်ဟိုပေါ့နော်ဟိုရုပ်ဆိုးလုံးဝကြီးတယ်တာသနာတမိုင်းအလယ်မှာတော်တော်ရုပ်ဆိုးလုံးဝကြီးတယ်တခုမှလည်းဝဏိဓမ္မကံလုံထုံးလုံနည်းဥပဒေနဲ့လည်းမညီဘူးနောက်ကြတော့လေဒီလိုအဖွဲ့လိုက်ကြီးစောရကအောင်မြိုင်6ယောက်အဖွဲ့နောက်ကြတော့ဗုဒ္ဓဂုံကြီးအဂရမဘလောက်ထိတာသနာတမိုင်းမှာလုံခြံဖန်တီးမှုရအရန်များလဲဆိုရင်เนาะဒီဗုဒ္ဓဂုံကြီးအာရမဗုဒ္ဓဂုံကြီးအဂရမကဒီလိုမျိုးတိုင်တဲ့အမှုကိုเนาะလုံခြံဖန်တီးမှုကိုအောင်မြိုင်ကဒီအမှုကိုလက်ခံပြီးတော့သူကเนาะဒီပွဲသားလုပ်တယ်အဲအောင်မြိုင်ကနေမာနဥက္ကရာဆရာတော်ကြီးနဲ့เนาะလက်ဝါးရိုက်ပြီးတော့ဒီလိုမျိုးဝဏိဆရာအဖွဲ့တွေအားလုံးဝဏိတို့တွေအားလုံးကိုလုံခြံဖန်တီးတယ်အဲလုံခြံဖန်တီးတော့မှတော့ဒီဝဏိဆရာဆုံးဖြတ်ချက်ကြီးကဘယ်နေရာမှာမှန်နေလို့ဒီသာသနာရေးဝန်ကြီးဦးကြီးဌာနကဦးဇင်းတို့ကိုအရေးယူတာလဲအဲ့တော့ဒီဟာတွေအားလုံးကိုကျွန်တော်တို့ထွက်ရှင်းပါလားဒါတွေကိုမာန48ပေါက်ထွက်ပြောပါလားဆိုတော့အဲ့ထွက်ပြောမဲ့လူတွေအားလုံးကအာရမဝါဒဝိုင်းလုံနေတော့အဖွဲ့လိုက်ကြီးအုံလိုက်ကျင်းလိုက်အာရမလုံနေတော့ဒီတရားဓမ္မလုံတဲ့လူတွေကဒီသူတော်ကောင်းဆိုတာကနော်ချင်းအောင်မှကြောက်နေရတာကွာအဲ့တော့ဒီလိုရုပ်မာတဲ့လူတွေဆိုရင်သူတော်ကောင်းတွေကသူတို့လုံသမျှခံရပြီအခုလေတန်ငါ3ပါးသည်ဒီလိုမဟုတ်မမှန်လုံကြံဖတ်တီးမှုတွေကြောင့်နော်ထောင်ထဲအခုထောင်ထဲမှာအချုပ်ထောင်ထဲရောက်နေပြီထောင်ထဲမှာအခုအမှုရင်ဆိုင်နေရတယ်ဒါတွေဟာနော်ဘလောက်နှစ်နာလဲနော်ဒီဘာမှမဆိုင်နေဘလောက်ထိဓမ္မဇက်ကနေအာနဇက်ကိုဝင်ဆွတ်ဖက်လဲဆိုကားလေးစီးပါတိမ်သွားတယ်ဒါလည်းဟိုဥပဒေနဲ့အညီလှုပ်ထားတာတခုမှမပါဘူးဥပဒေကိုပါချိုးဖောက်ပြီးတော့လှုပ်ချင်တိုင်းလှုပ်နေတဲ့ဟာတွေကအရန်ဒီသာသနာတမိုင်းမှာအရန်ရုပ်ဆိုးလုံးအကြီးတယ်နော်ဒီအဲ့လောက်ကိုထပ်ထွက်ပြီးတော့တကောင်အောင်မြင်လို့ကနော်ဟိုဌာနဆိုင်ရာဝန်ကြီးတွေကိုထပ်တက်ပြီးတော့အခုသူတို့လိန်တဲ့ဟာတွေကဘလောက်ပြဆိုးလဲဆိုဟိုမှာသူတို့ကလှုပ်လိုက်အကြီးတွေခေါင်းစဉ်တက်ထားတာနော်တကယ်လူကြီးပိုင်းတွေထပ်တက်ပြီးတော့မှဟိုဘသူသိပါစေဟိုလူသိပါစေနိုင်ငံတော်အဆင့်တွေကြီးပဲတက်လိန်တာနိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအကြီးအကဲများသိရှိကြီးကဲများတဲ့ညင်သိနိုင်ပါစေရန်တဲ့သုံးတဲ့ပြည်တော်စုတရားလွတ်တော်ယုံချုပ်တရားလူကြီးများသိရှိနိုင်ပါစေရန်သူပြောသလိုပဲဦးဇင်းပြန်ပြီးတော့တိုင်တယ်ရမှာပဲเนาะ၄ပြည်တော်စုအစိုးရအဖွဲ့အကြီးအကဲများသိမြင်နိုင်ပါစေ၅ပြည်တော်စုရှေ့နေချုပ်ဥပဒေရေးရာပြည်တော်စုဝင်ကြီးတရားလွတ်တော်ရှေ့နေများကောင်စီအကြီးအကဲများသိမြင်နိုင်ပါစေသူပြောသလိုပဲဦးဇင်းအဲ့လိုပဲတည်ရတာပေါ့เนาะအဲ့တော့အောက်ပါအခြေအနေမှာတဲ့နိုင်ငံတော်အတိပေးရန်အတွက်နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်အကြီးအကဲများသိရှိနိုင်ပါစေအဲ့တော့ဒီချက်တွေအားလုံးကိုဦးစင်းကူပြောနေတဲ့ဟာလဲသူတို့ပြောသလိုပေါ့ဒါတွေကိုလည်းအကြီးအကဲတွေနိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအကြီးအကဲများလည်းသိရှိနိုင်ပါစေပြည်တော်စုတရားလွတ်တော်ချုပ်တရားရေးရာပြည်သူနော်တရားလူကြီးများသိရှိနိုင်ပါစေပေါ့အဲ့ဒီလိုမျိုးပဲဦးဆုံးပြန်ပြောရတော့မှသူတို့အဲ့တော့ဒါတွေအားလုံးဟာဦးဆုံးမှာအရင်နစ်နာတဲ့သူကဦးဆုံးတို့လက်ရှိဝါတွင်း3လဆိုရင်ဒါတရားစခန်းတွေဦးဆုံးနော်တရားစခန်းတစ်လကို2ကြိမ်ဖွင့်တယ်8ရက်တရားစခန်း2ကြိမ်ဖွင့်တာလည်းပိတ်ထားရတယ်နော်လက်ရှိတန်ငါ3မှလည်းထောင်ထဲမှာရောက်နေပြီပြီးရင်လည်းကားလေးစီးလည်းသိမ်းခံတာအဲ့တော့ဘသူတွေကသာသနာမှာနစ်နာနေရလဲဆိုရင်အခုတို့တရားရတဲ့ရထိုက်တဲ့ပုဂ္ဂိုလ်တွေပေါ့နော်တရားတွေမရတော့ဆုံးရှုံးသွားပြီအဲ့တော့ဒီလူတွေကမဟုတ်ပါဘူးဒါတွေကအာရမတွေပါသူတို့တွေကလွယ်မားတွေပါလိန်နေပါတယ်ပြောတဲ့လူတွေအားလုံးကရိတ်တာမှာဘယ်နှကြိမ်လာကြည့်မှုလဲအဲ့တော့ဦးတို့မှာဟိုလာပြီးတော့လေးလာလို့ရပါတယ်နော်မြတ်စွာဘုရားလည်းဒီတရားကုံတော်6ပါးမှာလည်းတင်လင်းခေါ်ထားတာတွက်ခါတော့နော်ဒါတွေအားလုံးကမြတ်စွာဘုရားကိုယ်တိုင်ကလည်းဒီပေါ်မှာဖိတ်ခေါ်တာကိုယ်တိုင်
တဏိတိကောအကလိကောနော်အိဒီပတိကောပစ္စတံဝေဟိတဘောဝိညုဒါတွေကိုလေးလာပါနော်လို့ဆိုဗျာကိုကိုတိုင်းကျင့်ကြံအထုတ်ပြီးတော့မှအဲ့တော့သာသနာဘယ်မှာတည်လဲဆိုကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေမှာပဲတည်တယ်ဒီလိုတွေစာအုပ်တွေတစ်ပိုင်းနဲ့စာဖတ်ပြီးတော့နော်ရုပ်မာတဲ့လူတွေထက်မှာသာသနာမတည်ဘူးကျင့်သုံးတဲ့လူတွေမှာပဲသာသနာတည်တယ်နော်အဲ့တော့စောရကပုဂ္ဂိုလ်6ဦးကိုပြောတာနော်ဟိုဘက်ကိုလှည့်မသွားနဲ့အဲ့တော့စောရကပုဂ္ဂိုလ်6ဦးဒီလိုပုဂ္ဂိုလ်တွေရဲ့လုံးကျန်ဖန်တီးမှုတွေဟာနော်ဒီသာသနာဥဆောင်တွေနဲ့ပူးပေါင်းပြီးတော့လုပ်တဲ့ခါကျတော့ဦးဇင်းတို့ဒီတကယ်ဟိုတရားပြနေတဲ့ပုဂ္ဂိုလ်တွေနော်ဖခင်ရဲ့အဆုံးအမတွေကိုလိုက်နာကျင့်သုံးပြီးတော့တကယ်နော်သာသနာပြုနေတဲ့ပုဂ္ဂိုလ်တွေဟာအများကြီးနဲ့နာနေတယ်အခုကဒီလိုမျိုးတွေနိုင်ငံတော်အကြီးအကဲတွေတက်ပြီးတော့လိန်ထားတာဖြစ်တဲ့အတွက်နိုင်ငံတော်အကြီးအကဲတွေကလည်းဟောတန်ကအရေးရကိစ္စဖြစ်တဲ့အတွက်အလုံးစုံနားမလည်နိုင်တော့ခါကျတော့ဆရာတော်ကြီးတွေအကုန်လုံးတွေ့ထားတာမာနဥက္ကဋ္ဌဆရာတော်ကြီးရှိနေရပဲဆိုမာနဥက္ကဋ္ဌဆရာတော်ကြီးကလည်းဒီသာသနာဒီတန်ဃာတွေရဲ့လုတ်ပိုင်ခွင့်လို့ခေါ်တာပေါ့နော်သာသနာအုပ်ဆောင်ဖြစ်တဲ့အတွက်လုတ်ပိုင်ခွင့်တွေအားလုံးကိုလည်းအဂရိလိုက်စားပြီးတော့ဒီစာနာဂရိတွေလာဘဂရိတွေနော်ဘုရားဂရိတွေအဲ့တော့မောဟဂရိတွေနဲ့လိုက်စားပြီးတော့နားကုန်း6ပါးပြည့်ရွံပြီးတော့ဒီလိုအကုန်လုံးလက်စားတာကြီးကထင်ရှားနေတာဦးဇင်းတို့ကဟိုဆရာတော်ကြီးကိုတသက်တည်းဘာရှိလဲမေးလဲဆရာတော်ကြီးကိုယ်တိုင်စာရေးတာအောင်မြိုင်တို့ဗုဒ္ဓဂုံတို့ရေးထားတဲ့စာကိုလက်မှတ်ထိုးထားတဲ့ကအဲ့လားတသက်တည်းပဲတမိုင်းတသက်တည်းပဲဘလို့မှညင်လို့မရဘူးသူများပြောတာမဟုတ်ဘူးဆရာတော်ကြီးကိုဒီဗုဒ္ဓဂုံတို့အောင်မြိုင်တို့ကိုယ်တိုင်ကကျိုးစင်ပေါ်တင်ပေးတာနော်အဲ့မှာထောက်ထားတယ်ကုန်ရှိပြီနောက်ကြတော့လေအများကြီးပါဦးလို့ပြောပြတာထောက်ထားတယ်နော်ပြည့်စုံအောင်အများကြီးထောက်ထားတယ်ပြလို့ရတယ်နော်ဒီမာန48ပါးမှာလည်းဒီစောရဏတင်ဝင်မရတဲ့ဟာလို့စောရဏတင်ခိုင်းတာလည်းမာနဥက္ကဋ္ဌဆရာတော်ပဲစောရဏတင်ဝင်မရဘူးဒါတွေကဝင်းကြီးဓမ္မကန်လှုပ်ထုံးလုပ်နည်းနဲ့မညီတဲ့အတွက်ပါလက်ပေးပါလို့ဦးဇင်းကအယိုးလေးပဲပြောတယ်ဥပဒေဒါတွေအားလုံးကလည်းဒီဥပဒေတွေဟိုပါပေါ့မှန်မှန်မကန်တတ်တွေနဲ့လောက်ကျဖန်တီးထားတာဖြစ်တဲ့အတွက်လည်းသူတို့တရားရုံးမထီမဲ့မြင်ပြုတဲ့အမှုတွေဒါအရက်ဖက်ဥပဒေနဲ့အညီတရားစွဲခွင့်ပြုပါဆိုပြီးတော့ဒီလိုတင်ထားတဲ့ဟာတွေကိုမာနဥက္ကဋ္ဌဆိုတော့ဒီကိုယ်တိုင်ဟာနော်ဒီဥပဒေကိုချိုးဖောက်တဲ့လူတွေကိုထိန်ချန်ဖျောက်ဖျက်ပြီးတော့လက်စားပြီးတော့အောင်မြင်တို့ဘက်ကိုဒီဥပဒေနဲ့ရေးယူရမှာမယူဘဲနဲ့ပါလက်တဲ့ပြင်ကိုသူတို့ကိုအနိုင်ပေးတာကြီးကြတော့သူတို့ရဲ့အမှုတွေကိုလည်းသူတို့လောက်ကျန်တဲ့ဒီဥပဒေတွေကိုလည်းချိုးဖောက်တယ်ပြီးတော့တကယ်နစ်နာတဲ့သူတွေကိုလည်းထပ်ပြီးတော့အပြစ်ပေးတယ်ဆိုတော့ဒီမာနဥက္ကဋ္ဌဆိုတော့ဥစ္စာဒီမှာနည်းနည်းလုံလုံးဝမကြည့်ဘူးလားလို့နော်အဲ့ဒါကြီးကတော့အရန်များသွားပြီပေါ့နော်ရှင်မတို့အခုလုတ်တဲ့ဟာကြီးကဒါရှင်မတို့အားလုံးကဒီကဘာကြီးဦးနိစ္စအခုလိုမျိုးမငြိမ်မသက်ဗုဒ္ဓဘာသာတွေအားလုံးသိခါကြတဲ့အလုပ်ကိုဘယ်သူကလုပ်တာလဲခင်ဗျာနော်အဲ့တော့ဒီဟာတွေအားလုံးမငြိမ်မသက်ဖြစ်တော့ရှင်မတို့ဒီခေါမိုးကမိုးမလုံတဲ့အခါအကုန်လုံးနော်ရေယိုတာပေါ့အခုအဲ့လိုတွေဖြစ်နေတယ်အခုကအဲ့တော့ဒီတပည့်တော်ကပြောလို့ရှိရင်တပည့်တော်ကပဲလူဆိုးဖြစ်အောင်ပါเนาะအဲ့တော့တပည့်တော်အမှန်တိုင်းပြောပြရင်ရှင်မတို့ပြောရတာတပည့်တော်အားလဲနာတယ်ဗျာရှင်မတို့တော့မသိဘူးတပည့်တော်ကရှက်တယ်ရှင်မတို့ဆိုပိုးတော်ရှက်တယ်တပည့်တော်ကပြောရတဲ့လူကိုယ်တိုင်ရှက်တယ်ရှင်မတို့ကမရှက်မကြောက်ပဲနဲ့ဒီအကုသိုလ်တရားတွေကိုမင်းရှက်ရည်နဲ့เนาะဒီရှင်မတို့ကတက်ညီလက်ညီနဲ့လုပ်နေကြတာအဲ့ဒါသာသနာပြည့်ကြောင်းတရားတွေဗျာဘာလို့လဲဆိုတော့ရှင်မတို့ကိုယ်တိုင်သူများကိုအေးအေးယူမယ်ဆိုရင်အဲ့တော့ဝဏိတမကန်လုံထုံးလုံနည်းတွေဥပဒေတစ်ခုမှမညီပဲနဲ့ဒီဥပဒေမဲ့လုပ်တဲ့ဥပဒေကိုကျူးလွန်နေတဲ့လူတွေပုံကိုယ်တွေကနော်အဲ့လောက်ဥပဒေကိုကာဝယ်ဒီဝဏိတမကန်လုံထုံးလုံနည်းဥပဒေကိုကာဝယ်နေပါတယ်လို့ပြောတော့ရှင်မတို့ကဟိုပေါ့နော်ဟိုတရားဟောပါဆိုရည်ရတဲ့တော်ပြောတာမဟုတ်မှလုံကြံတဲ့ဟာတွေကနော်အောင်မင်တို့အဲ့လုံကြံတဲ့ဟာတွေအားလုံးကဒီဥပဒေကိုချိုးဖောက်တဲ့လူတွေကဥပဒေနဲ့အညီတရားဥပဒေနဲ့အညီအေးအေးယူပါတယ်ဆိုပြီးတော့ဝဏိတမကန်လုံထုံးလုံနည်းဥပဒေကိုကာဝယ်ဆောက်ရှောက်ပါတယ်ဆိုပြီးတော့တကယ်အပြစ်နော်အပြစ်မဲ့တဲ့ဒီတန်ဃာတွေကိုထောင်ထဲထည့်ထားတယ်နော်နောက်ကျပြီးတော့ဥတုရိယကိုလည်းထွက်ရှင်းဆိုတော့ဥတုရိယငကိုတဲ့ကပြောထားပြီးသားရှင်မတို့တပည့်တော်နောက်ဆုံးထပ်ပြီးတော့ပြောချင်တာကတပည့်တော်ဒီဟိုခန္ဓာကိုဆောက်ရှောက်မှာမဟုတ်ဘူးသာသနာကိုဆောက်ရှောက်နေတာတပည့်တော်ကသာသနာအတွက်အသက်ရှင်နေတာဖြစ်တယ်နော်တဏှာအတွက်အသက်ရှင်နေတာမဟုတ်ဘူးတပည့်တော်ခန္ဓာကိုထားခဲ့မှာမဟုတ်ဘူးသာသနာအတွက်ပဲထားခဲ့မှာအဲ့တော့တပည့်တော်ကဒီအမှန်တရားကိုရှင်မတို့တပည့်တော်ကိုမုန်းတယ်တပည့်တော်ကိုတတ်ချင်တယ်ဆိုရင်တပည့်တော်ကရှင်မတို့တခုံးပဲပြောတတ်လို့ရတယ်ထောင်ထဲထက်နေရမှာလားတေးရမှာလားဒီတခုံးနဲ့ပြောတာနေရမယ်ဆိုရင်လည်းထောင်ထဲမှာအစင်သက်ပဲတက်တေးရမယ်ဆိုရင်လည်းအစင်သက်ပဲဒါပဲနဲ့ရှင်မတို့ဒီအမှန်တရားကိုတော့ရှင်မတို့ပြန်လဲပြီးတော့စစ်စစ်ပေးပါလို့တပည့်တော်ဒါတခုပဲတောင်းဆိုတာတပည့်တော်ဒီကအသက်နဲ့ခန္ဓာတွေကိုတောင်းဆိုနေတာမဟုတ်ဘူးတပည့်တော်ကိုမတတ်ပါနဲ့တပည့်တော်ကိုမဖမ်းပါနဲ့လို့ရှင်မတို့ကိုတပည့်တော်တောင်းဆိုတာမဟုတ်ဘူးတပည့်တော်တောင်းဆိုတာတခုပဲရှိတယ်ရှင်မတို့ဒီအမှန်တရားကိုနော်ဒီတရားတွေကိုမနစ်နာအောင်လို့ရှင်မတို့လုပ်လိုက်တဲ့ဟာတွေအားလုံးဟာဘယ်လောက်နစ်နာသွားလဲဆိုတော့ဒီအာရမလုပ်တဲ့လူတွေကိုကြတော့ရှင်မတို့ကဟိုဖုံးကွယ်ပြီးတော့အပြစ်မယူဘဲနဲ့နော်အဲ့လားတရားကိုတရားဓမ္မကိုစောက်ရှောက်တဲ့သူတွေပါဆိုပြီးတော့ရှင်မတို့ဒီလိုအဂရိလိုက်စားတယ်
တရားဓမ္မတွေကိုစောင့်ရှောက်ပြီးတော့ဖရားရဲ့အဆုံးအမနဲ့နေတဲ့ပုံကိုယ်တွေအပြစ်မရှိတဲ့လူတွေနော်ဝဏီတမကန်လုံထုံးလုံနေတဲ့ဥပဒေနဲ့ညီတဲ့နေတဲ့ပုံကိုယ်တွေကြတော့ရှင်များတို့ကအာဓမ္မပါဆိုပြီးတော့ထောင်ထဲထည့်ထားတာကြတော့အရန်တရားပေါ်မှာလက်စားတာကနှစ်ဖက်နစ်နာတာပေါ့နော်အာဓမ္မလုပ်တဲ့လူတွေကိုဓမ္မလုပ်ထားတယ်တရားဓမ္မဟောတဲ့လူတွေကိုအာဓမ္မဆိုပြီးတော့ရှင်များလုပ်ထားတဲ့ဟာဒီနှစ်ဖက်တောင်ရှင်များတို့တော်တော်နစ်နာသွားတာအဲ့ဒါဒီတပည့်တော်ကပြောနေတာကကိုယ့်အတွက်ပြောနေပေါ့နောင်လာနောင်သားတွေပေါ့နော်ဒီသာသနာမှာဒီလိုအကြောက်တရားတွေမမွေးဖွားပါနဲ့ခင်ဗျာရှင်များတို့ဒီသာသနာကိုလည်းမလိမ္မာနဲ့နော်သာသနာတရားလုံးကိုလည်းမလိမ္မာနဲ့ရှင်များတို့လိန်လားမလိန်လားဆိုရှင်များတို့ကိုယ်တိုင်ရှင်များအတိဆုံးပဲနော်အဲ့တော့ဝဏိဓမ္မကန်လုံထုံးလုံနေဥပဒေနဲ့ဘယ်နေရာမှာညီလဲနော်ညီလဲမညီပဲနဲ့ဒီအဲ့ဒါဥပဒေနဲ့မညီပဲနဲ့ဥပဒေကိုကာကွယ်ပါတယ်လို့မပြောပါနဲ့နော်အောင်မြင်တို့ရောဒီဝဏိဆရာဖွဲ့တွေအားလုံးရောသာသနာရေးဝန်ကြီးဌာနရောအဲ့တော့ဝဏိဓမ္မကန်လုံထုံးလုံနေဥပဒေတွေကိုချိုးဖောက်နေကြတာကိုနော်အမြန်ဆုံးရက်တန်းရက်ပြီးတော့ပြင်ဆင်နိုင်ပါစေဗျာနော်တပည့်တော်ကအမှန်တမ်းပြောပြရင်အဲ့တော့ဒီဟာတွေကိုအမှန်တိုင်းဖော်ထုတ်ပေးမယ်ရှင်မတို့ဒီဥပဒေနဲ့အညီနော်ဒီဝဏိဓမ္မလုံထုံးလုံနေဥပဒေနဲ့အညီဖော်ထုတ်ပေးမယ်ဆိုရင်တပည့်တော်အချိန်မျိုးပြောတပည့်တော်ရှင်မနေရမှာလားတေးရမှာလားတခွန်းပဲပြောတပည့်တော်အခုပြောနေတာကဒီသာသနာဘာသာသာသနာတရက်လုံးအတွက်ပြောနေတာနောင်လာနောင်သားတွေအခုလိုမျိုးနော်ဟိုဒီဒေသနာတွေကိုတစ္ဆတရားတွေကိုဓမ္မတွေကိုအာရမလို့ရှင်မတို့ပြောတဲ့ဟာကြီးကရှင်မတို့ကဝဏိဓမ္မကန်လုံထုံးလုံနေဥပဒေရဲ့ဆုံးဖြတ်ချက်တွေကနော်ဒီတိကျဝဏိတို့ရဲ့ဆုံးဖြတ်ချက်တွေအားလုံးကိုလည်းတပည့်တော်တစ်ချက်ချင်းစီရှင်းပြပြီးတော့ဒီကအရေးကြီးတဲ့ဟာတွေကို highlight လုပ်ပြီးတော့ထင်ရှားတဲ့ဟာတွေကိုပို့ပြီးတော့အရင်ဆုံး highlight လုပ်သွားမှာပြီး46ချက်လုပ်ပြီးတော့တင်ပြမှာအဲ့တော့ထပ်ပြီးတော့နော်ဒါတွေအားလုံးကမသိတဲ့လူတွေနားမလည်တဲ့လူတွေကိုဝါရမဖြတ်မှာနဲ့နော် line ပေါ်တက်ပြီးတော့နော်အဲ့ဒါပြောအဲ့တော့တချို့ကဦးချင်းကိုခွင့်ပြုချက်နော်တဘောပေါ့ဦးချင်းမြတ်တာရက်ခံတယ်ပေါ့နော်ဦးချင်းကို line ပေါ်တက်ပြီးတော့ line ပေါ်တက်မှာလာပါနဲ့လို့ပြောတယ်ဦးချင်းကအမှန်တရားကိုဖော်ထုတ်မဲ့လူကဒါဦးချင်းတစ်ပါးပဲရှိတယ်ကျန်တဲ့လူတွေအားလုံးဟာနားလဲမလဲတီးလဲမသိပဲနဲ့စိုက်ဝါးလုပ်ပြီးတော့ line ပေါ်မှာ YouTube တွေရော Facebook တွေရောဝိုင်းပြီးတော့နော်ဝိုင်းပြီးတော့လုပ်နေတဲ့လူကြတော့လုံးဝဘာမှမပြောဘဲနဲ့အခုအာရမလုပ်တဲ့လူတွေကဟာလားယာနဲ့ထောင်နဲ့ချီပြီးတော့အများကြီးရှိတယ်အဲ့ပေါ်မှာတရားဓမ္မကိုအမှန်တိုင်းအသက်နဲ့ခံတာကိုမငဲကွက်ပဲနဲ့နော်တင်ပြတဲ့လူကနော်ဒါဦးစင်းတစ်ပါးပဲရှိတယ်အဲ့တော့ဦးစင်းကတစ်ပါးတည်းပဲပြောတာနော်အဲ့တော့ဦးစင်းကဒီတစ်ပါးတည်းပဲပြောတာအဲ့တော့ဟုတ်လားမဟုတ်လားဆိုတာအနာရှိတဲ့လူကစက်မှာပဲလေနော်ဦးစင်းတို့ဝဏိဆရာ48ပါးလို့ပြောပြညာတော့လေမပါတဲ့တန်ဃာတွေလည်းရှိတယ်မပါတဲ့တန်ဃာတွေကိုတော့ဒီလိုတော့မဆိုလိုပါဘူးနော်မပါတဲ့လူမတိတဲ့လူတွေလည်းပါကောင်းပါလိုက်ဒါပဲနဲ့တကယ်လုတ်တဲ့လူတွေကတော့ကိုယ်တိုင်လုတ်တာဖြစ်တဲ့အတွက်ကိုယ်တိုင်အတီဆုံးဖြစ်တဲ့အတွက်ရှင်များတို့ဒီသာသနာမှာနော်အဲ့ဒီလိုမျိုးတွေလုတ်တဲ့အတွက်ဒီမာနဝရဆိုတော်ကြီးရဲ့နော်ဒီအောင်မြိုင်တို့ရဲ့နော်ဒီမာန48ပါးကိုအောင်မြိုင်ရခပိုက်တောင်နဲ့ထည့်ထားပြီးတော့မှနော်လူတလူသုံးပြီးတော့ဟိုဝဏိထိုဆရာ၅ပါးမှလည်းပထမရွေးတဲ့မှော်ဘီရဆရာတော်တစ်ပါးဆိုလေဥစ္စာနီမာနော်အောင်လည်းဥစ္စာနီမာရဲ့ဝဏိဆရာဆုံးဖြတ်ချက်မှာလည်းဆရာတော်ကြီးတစ်ပါးပါတယ်အဲ့ဆရာတော်ကြီးကိုလည်းဝဏိထိုဆရာတော်ကြီးကိုလည်းအောင်မြန်တို့မကြိုက်လို့ဆိုပြီးတော့ရှင်များတို့ချက်ချင်းပြန်ပြီးတော့ဖဲ့ချပြီးတော့ပါလက်ပြတယ်ဘယ်လောက်ထိသာသနာကြီးကကြောက်ဖို့ကောင်းလဲဆိုတော့အောင်မြန်ပြောသမျှကိုလိုက်လုံနေရတယ်အဲ့ဝဏိထိုဆရာတော်ကြီး၅ပါးမှလည်းနော်အဲ့တစ်ပါးကိုမှော်ဘီရဆရာတော်ကြီးတစ်ပါးကိုတော့လည်းဟိုမဟာစီရလို့တော့ပြောတယ်เนาะဒါဦးစင်းမြင်နှမ်းမြင်ကြားတယ်မလဲအဲ့ဆရာတော်တစ်ပါးဒီဥဇဏီမာတုံးကတော့ဥဇဏီမာတုံးမှာပါတဲ့ဆရာတော်အောင်မြန်တို့ကမကြိုက်လို့တဲ့အဲ့လားဟိုเนาะဒီသုတိကလည်းမသိရဘူးမာန48ပါးလည်းမသိရဘဲနဲ့အောင်မြန်တို့ပြောသမျှကိုလိုက်ပြီးတော့အဲ့ဆရာတော်ကြီးပယ်ပေးရတယ်ဝဏိတို့၅ပါးထဲမှာသူတို့ကမကြိုက်လို့သူတို့သဘောတိုင်းလိုက်ပြီးတော့စစ်ဆေးတဲ့ထဲမှာပယ်ပေးရတယ်အဲ့လောက်ထိတော့မှအောင်မြန်တို့ကဒီမာန48ပါးကိုခပိုက်တောင်နဲ့ထည့်လာတယ်ကရုံးပေါ်ထိတ်ကွက်တယ်အဲ့တော့သာသနာကဟိုလေဦးဆုံးပြောချင်တာကဘယ်လိုပြောမလဲသာသနာကိုစောက်ရှောက်နေရလားအောင်မန်းကိုစောက်ရှောက်နေရလားသာသနာကိုကိုးကွယ်နေရလားနော်တစ္ဆာတရားကိုကိုးကွယ်နေရလားအောင်မန်းကိုကိုးကွယ်နေရလားလို့မာန48ပါးလဲနော်တပည့်တော်ဝဏိထို5ပါးရောအကုန်လုံးမေးချင်တာအဲ့လိုမေးချင်တာနော်အဲ့ဒါကြီးကတော့အရန်လုံလုံးအကြည့်သွားတယ်နော်ဒါဦးချင်းလည်းပြောရတာအရန်ပင်မန်းတယ်မပြောချင်ဘူးတပည့်တော်လည်းအရန်ပင်မန်းတယ်ဘာလို့မပြောလို့ရှိရင်လည်းဗုဒ္ဓဘာသာအားလုံးကလည်းအများပြည်သူဒီဝါဒဖြန့်တဲ့အောက်မှာပဲ channel တွေအများကြီးပဲနော်အကောင့်တွေအများကြီးနဲ့ဝိုင်းပြီးတော့အာရမလို့တိုက်နေတာနော်အဲ့တော့ဒီဓမ္မဘာလို့ပြောမဲ့လူတွေလည်းအများကြီးရှိတယ်တို့ပညာတော့လည်းဥပဒေနဲ့ချင်းချောက်ပြီးတော့ဟိုလိုရေးယူမယ်ဒီလိုရေးယူမယ်လို့ဆိုတော့ဒီအမှန်တရားကိုပြောမဲ့လူတွေအားလုံးကိုဘာလုပ်လဲဆိုတော့ဦးတို့တကားပိတ်ဝါဒပုံစံမျိုးနော် brain wash လုပ်ထားတာဒီအမှန်တရားတွေကိုဘာမှပြောခွင့်မရှိဘူးပြောရင်ဥပဒေနဲ့ရေးယူမယ်ဆိုတော့ဘယ်သူမှပြောခွင့်မရှိဘူးဦးစင်းတယောက်ပဲပြောခွင့်ရှိတယ်ဒါဦးစင်းကလည်းအသက်နဲ့ခံတော့မငဲ့ကွက်ပဲနဲ့ပြောနေရတယ်နော်ဒါဦးစင်းကိုလည်းဥပဒေနဲ့ဟိုလိုအမျိုးမျိုးချင်းချောက်တယ်ကြိုက်တဲ့လောက်ယူဘာလို့တော့ကိုကမဟုတ်တာလုပ်တာမဟုတ်ဘူးမဟုတ်တာလုပ်တဲ့လူတွေကကို့အေးအေးယူမယ်ဆိုတော့ရီတောင်ကြီးကျင်သေးတယ်လုပ်တာမဟုတ်တာလုပ်တာ
နော်အကုန်လုံးဝိုင်းပြီးတော့မဟုတ်တော့ဝိုင်းလုံးအဖွဲလိုက်ဟုတ်ပါပြီနော်အဲ့ဒါတွေကိုလည်းနောက်ပိုင်းကျရင်ထက်လက်ပြီးတော့တင်ပြပါဦးမယ်နော်ဒါဦးစင်းလည်းဒီနေ့ဟိုမပြောချင်ပဲနဲ့ပြောတော့ဟိုတဏှာခွဲကြော်သွားပြီနော်ဟိုအเจ้าညာတော့နည်းနည်းတော့ရှုပ်သွားတယ်ပေါ့နော်နောက်ပိုင်းကျရင်တစ်စီချင်းစီပြန်ပြောပြပါမယ်